ပြီချက်တီရှိတော့မင်းမြတ်ခါပြီနန္ဒတတော်တွေကြမ်းမာကြမ်းပါစေခုနှစ်ရက်သားသမီးများတွေပြီးရန်ခပ်သိမ်းတင်းငိမ်ကြပါစေစိတ်ပဝင်နှလုံးရွှင်ပြုံးအေးချမ်းကြပါစေအဖေတွေမေတွေကြမ်းမာချမ်းသာစေအကိုတွေမတွေကြမ်းမာချမ်းသာစေညီလေးညီမလေးများနဲ့အားလုံးပြည့်စုံစေမိသားစုတိုင်းကြမ်းမာချမ်းသာစေပန်းလိုမွေစမ်းလိုအေးစေဒိဋ္ဌံ